လာပါမိတုတ်တွေအကြောင်းဆွေးနွေးကြရအောင်အရင်ဆုံးချက်တော်ဖြူကိုယူပြီးချက်တော်ဖြူကိုအသုံးသေးသေးလေးတွေဖြစ်အောင်ပြီးပြတ်ပြီးအမိအများသုံးပိုင်းပြီးပြတ်ပါပြီးရင်ကျော်နှုတ်ချက်ဦးနဲ့ဖာကိုတိုးနဲ့အုပ်ပြီးစီပူထဲကျော်ပါပြီးရင်စားနဲ့ခရမ်းကျင်သည့် sauce ထည့်ပြီးစားပါကြော်ထားသောဘေကွန်ကင်ချီချီသုံးတစ်အရင်ဆုံးဘေကွန်ကိုယူပြီးတင်ခဲထုတ်ပြီးရင်ကင်ချီထဲတင်ခဲအလွာထည့်ပြီးဘေကွန်ကိုထုတ်ပါပြီးရင်ဂျုံမုံနဲ့ကျက်ဦးနဲ့ပန်ကိုအုပ်ပြီးစီပူထဲကျော်ပြီးစားလိုက်ပါအရင်ဆုံးဘေကွန်ကိုယူပြီးတင်ခဲထုတ်ပြီးရင်ကင်ချီထဲတင်ခဲအလွာထည့်ပြီးဘေကွန်ကိုထုတ်ပါပြီးရင်ကျက်ဦးနဲ့ပန်ကိုမုံနဲ့အုပ်ပြီးစီပူထဲကျော်ပြီးသုံးစားလိုက်ပါဘေကွန်ကိုအရင်ယူပါပြီးရင်တင်ခဲထုတ်ပါပြီးရင်ကင်ချီထည့်ပါပြီးရင်တင်ခဲအလွာထည့်ပြီးရင်ဘေကွန်ထုတ်ပါပြီးရင်ကျက်ဦးနဲ့ပါကိုဂျုံမုံနဲ့အုပ်ပြီးစီပူထဲကျော်ပါပြီးရင်စားပြီးသုံးဆောင်လိုက်ပါနောက်မှတွေ့မယ်နောက်မှတွေ့မယ်နောက်မှတွေ့မယ်လာပါမိတုတ်တွေအကြောင်းဆွေးနွေးကြရအောင်အရင်ဆုံးချက်တော်ဖြူကိုယူပြီးချက်တော်ဖြူကိုအသုံးသေးသေးလေးတွေဖြစ်အောင်ပြီးပြတ်ပြီးအမိအများသုံးပိုင်းပြီးပြတ်ပါပြီးရင်ကျော်နှုတ်ချက်ဦးနဲ့ဖာကိုတိုးနဲ့အုပ်ပြီးစီပူထဲကျော်ပါပြီးရင်စားနဲ့ခရမ်းကျင်သည့် sauce ထည့်ပြီးစားပါချက်တော်ကွင်းကျော်ချိတ်တူသုံးတစ်အရင်ဆုံးချက်သွန်နီကိုယူပြီးပါပြီးရင်အခုခွာပြီးချက်သွန်နီအလွာတွေကိုခွဲပါပြီးရင်ငရုတ်ကောင်းဆက်ပြီးရင်ရှေ့တွေကိုကျပါပြီးရင်ချက်ဥထည့်ပြီးရင်ချက်ဥနဲ့ပေါင်းမုံပြီးအုပ်ပါပြီးရင်ကောင်းကောင်းစားပါပြီးရင်သုံးစားလိုက်ပါအရင်ဆုံးချက်သွန်နီကိုယူပြီးဖြတ်ပါပြီးရင်အခုခွာပြီးချက်သွန်နီအလွာတွေကိုခွဲထုတ်ပါပြီးရင်ငရုတ်ကောင်းထည့်ပြီးချီတိုများတွေကိုကျိတ်ပါပြီးရင်ကျက်ဥထည့်ပြီးကျက်ဥနဲ့ပေါင်မုံအစအနာများတွေနဲ့အုပ်ပါပြီးရင်စီပူထဲကျော်ပြီးစားလိုက်ပါပြီးတော့သုံးဆောင်လိုက်ပါချက်သွန်နီကိုအရင်ယူပြီးရင်ပြီးပြတ်ပြီးရင်အခုခွာပြီးရင်ချက်သွန်နီအလွာတွေကိုခွဲထုတ်ပြီးရင်ငရုတ်ကောင်းဖေး
ပြီးရင်ချစ်တွေကိုကြည့်ပြီးရင်ချက်ဦးထဲပြီးရင်ချက်ဦးနဲ့ပေါင်မုံမုံတွေနဲ့အုပ်ပြီးရင်စီပူထဲကြော်ပြီးစားသုံးဆောင်စားသုံးပါနောက်မှတွေ့မယ်